တယောက်သေဆုံးသွားပြီဆိုလို့ရှိရင်ဝိညာဉ်ကလေးကအိမ်မော်က9ရက်မဆင်းဘူးဆိုပြီးတော့ပြောကြတာရှိသေးနော်တိဘက်လူမျိုးတွေယုံကြည်တာကတော့49ရက်ဂျပန်နိုင်ငံကဂျပန်တွေလည်းပဲ spirit ဆိုတာသူတို့ယုံကြည်ကြဒါလူမျိုးတိုင်းတွေဟာရှိတဲ့သဘောရှိအတ္တအသက်လက်ပြဝိညာဉ်ဟောင်းညမာတွေကြတော့လက်ပြတော့ခေါ်ဝိညာဉ်ကောင်းလို့လက်ပြလို့လူအသက်ကလေးဟာဘဝတစ်ခုအစပြုဖို့အတွက်ခြုံတန်းဖို့နေရာလေးတစ်ခုရှားနေတော့အဲ့ဒီရှားမတွေ့သေးလို့ခိတ္တခဏနားခိုတဲ့အန္တရာဘဝဆိုတဲ့ဂျာကာလာဘဝကလေးတစ်ခုရှိသေးတယ်လို့ဒီလိုအယူဆတရဒီပေါ်လာခဲ့တယ်ပေါ့သို့တော်လည်းဘုရားမြတ်စွာဒေသနာတော်ရကြည့်မယ်ဆိုလို့ရှင်မသေးခင်ကတည်းကကျွတ်တင်ပြီးတော့ပြင်ဆင်ပြီးသားဖြစ်နေပြီမှတ်ပုံတင်လိုက်ပြီးသေကန်ဒီအချိန်မှာကံတရားကနေပြီးတော့ဘယ်ပုံကိုပို့တယ်ဆိုတာမှတ်ပုံတင်ထားပြီးသားပဲအဲ့ဒီပုံဟာလွဲချော်မှုမရှိဘဲနဲ့ရောက်သွားမှသိကြပါတယ်ဂျာကာလာဆိုတာမရှိပါဘူးဘဝတစ်ခုကဂျာကာလာဆိုတာမရှိဘူးလူဘဝကသေသွားလို့ပြိတ္တာဖြစ်ရင်လည်းပြိတ္တာအဲ့ဒီပြိတ္တာတို့တစေတရေတို့လူတွေကခေါ်ပြီးတော့မကျွတ်ဘူးနဲ့ပြောနေကြတာတန်တရားကမကျွတ်သေးရင်ကိုယ်လည်းမကျွတ်သေးဘူးပဲနော်တစေတရေမှာမကျွတ်တဲ့တတ်တော်ကမဟုတ်ဘူးအားလုံးကမကျွတ်တဲ့ပုံကိုယ်တွေကြီးပဲသို့တော့အစွဲလန်းတစ်ခုကြောင့်ကိုမမြင်ရတဲ့ဘုံဘောကရောက်နေတာကြတော့ဝိညာဉ်လောကလို့လူတွေကခေါ်ကြမမြင်ရလို့ခေါ်တာပေါ့လူတွေမျက်စိနဲ့မမြင်ရတာတွေအများကြီးပဲပေါ့သို့တော့ကံတရားကနေစီမံဖန်တီးပေးလိုက်လို့ဘဝတွေ32ပုံမှာရှိတဲ့ဘုံဘဝတွေတဲ့ကဘုံဘဝတစ်ခုသူဟာရောက်ရှိသွားတာပဲလူတွေနဲ့အနည်းဆုံးဖြစ်တာတော့ခေါင်းကပြိတ္တာဘုံဆိုတာအဲ့ဒါမျိုးပေါ့ပြိတ္တာဘဝရောက်နေပြီဆိုလို့ရှိရင်တော့စားရမယ်တောက်ရမယ်နေစရာမရှိစားစရာမရှိပြိတ္တာဘုံရောက်တယ်ဆိုရင်တနေ့တော်သေးတယ်လို့ခေါ်သူ့ရဲ့ဆိုတာနှစ်ပုံကြံသေးတယ်ငရဲနဲ့တိရစ္ဆာန်နော်ပြိတ္တာဘုံရောက်တဲ့ပုဂ္ဂိုလ်ကအမျှလေးဝေလို့တာရုခေါ်လိုက်ရင်ကောင်းကောင်းမွန်မွန်နေလို့ရသေးတယ်ပေါ့တိရစ္ဆာန်တို့ငရဲတို့ဆိုတာတော့မသိမချင်းကံမကုံမချင်းသွားရောဒီတိုင်းပဲဒုက္ခ